ချက်ကုမ္ပဏီ Aircraft Industry ကထုတ်လုပ်တဲ့ Lev L410 UVV E20 Turbojet အမျိုးအစားလေယာဉ်3စီးကိုမြန်မာနိုင်ငံကိုရောက်ရှိလာပြီးတော့ဒေသအတွင်းမှာထည့်သွင်းအသုံးပြုခဲ့တာကိုပထမအကြိမ်ခြေရာခံနိုင်ခဲ့ကြောင်းယခုခါမှာစုံစမ်းစစ်ဆေးရေးအဖွဲ့ကနောက်ထပ်၄နှစ်စီးထပ်မံရောက်ရှိလာတဲ့တပ်တွေထောက်ထားတစ်တွေကိုထပ်မံအတည်ပြုခဲ့ကြောင်းသိရှိရပါတယ်။ပို့ပြီးတော့ဒေါသထွက်စရာကောင်းတာကပြည်သူတွေမှာကြက်တဲမှုတွေငတ်မွတ်မှုတွေရှိနေတဲ့အချိန်မှာတော့မှဒီကောင်တွေမှာလုံးဝဟန်မဆောင်နိုင်လောက်အောင်ပြည်သူတွေကိုတတ်ဖို့အတွက်ကိုဘဏ္ဍာငွေတွေသုံးနေတာပေါ့နော်စစ်ဘက်ဆိုင်ရာစစ်သုံးစိတ်ကတော်တော်လေးကိုသုံးဆွဲနေတာဖြစ်ပါတယ်ဒီမန္တလေးနန်းတွင်းကိုပြစ်ခတ်နိုင်တဲ့ဟာမျိုးရှိတယ်ပေါ့နော်မန္တလေးနန်းတွင်းကိုတော့မှပြစ်ခတ်နိုင်တာဘာလို့ဒီနေရာတွေကဘာမို့လို့လဲလို့တော့မှမေးရမှာပေါ့နော်အားလုံးမင်္ဂလာပါဒီနေ့ကတော့ဖေဖော်ဝါရီလ28ရက်နေ့ဖြစ်ပါတယ်ဒီနေ့မှာတော့သတင်းနှစ်ပုဒ်ပြောသွားမှာပါပထမဆုံးသတင်းတစ်ပုဒ်ကတော့ဥရောပသမဂ္ဂရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုလက်တလုံးကြားလုပ်ပြီးတော့ချက်နိုင်ငံထုတ် Lev L410 လေယာဉ်တွေမြန်မာနိုင်ငံကိုထပ်ရောက်ရှိနေပြီးတော့စစ်စင်ရေးနဲ့ထောက်ပို့အတွက်ဂျမတ်စစ်တပ်ဘက်ကနေအဓိကအသုံးပြုနေတယ်ဆိုတဲ့သတင်းမှာဥရောပသမဂ္ဂ EU ရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုအရင်တုန်းကအတိုင်းပဲလက်တလုံးကြားလုပ်ချိုးဖောက်ပြီးတော့ချက်သမ္မတနိုင်ငံထုတ် Lev L410 မျိုးစားလေယာဉ်တွေမြန်မာနိုင်ငံကိုထပ်မံရောက်ရှိနေကြောင်းမြန်မာ Witness အဖွဲ့ရဲ့စုံစမ်းစစ်ဆေးရေးဖော်ထုတ်ချက်ကနေသိရှိရပါတယ်မြန်မာ Witness အဖွဲ့က2025ခုနှစ်စက်တင်ဘာလအတွင်းချက်ကုမ္ပဏီ Aircraft Industry ကထုတ်လုပ်တဲ့ Lev L410 UVV E20 Turbojet အမျိုးအစားလေယာဉ်3စီးကိုမြန်မာနိုင်ငံကိုရောက်ရှိလာပြီးတော့ဒေသအတွင်းမှာထည့်သွင်းအသုံးပြုခဲ့တာကိုပထမအကြိမ်ခြေရာခံနိုင်ခဲ့ကြောင်းယခုခါမှာစုံစမ်းစစ်ဆေးရေးအဖွဲ့ကနောက်ထပ်၄နှစ်စီးထပ်မံရောက်ရှိလာတဲ့တပ်တွေထောက်ထားတစ်တွေကိုထပ်မံအတည်ပြုခဲ့ကြောင်းသိရှိရပါတယ်။ဒီနေ့ထဲမှာနောက်ဆုံးတစ်စီးကတော့2026ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့မှာမြန်မာနိုင်ငံကိုဆင်းသက်ခဲ့တာဖြစ်ပြီးတော့ချက်အစိုးရကတော့အဲ့ဒီလေယာဉ်တွေကိုမြန်မာပြည်ပဆိုင်ရာလေကြောင်းလိုင်း MAI ထံကိုရပ်ဘက်အသုံးဖို့အတွက်ရောင်းချပေးဖို့ခြင်းဖြစ်ကြောင်းကိုလည်းထုတ်ဖော်ပြောဆိုထားပါတယ်။ဒါပေမဲ့လည်းမြန်မာ Witness အဖွဲ့ရဲ့လေလာစမ်းစစ်ချက်တွေအရစစ်တပ်ကလွန်ခဲ့တဲ့12နှစ်တာကာလအတွင်းမှာလေယာဉ်တွေကို MAI ကဲ့သို့သောရပ်ဖက်လေကြောင်းလိုင်းတွေကနေတဆင့်တင်သွင်းပြီးတော့လေတပ်အတွင်းကိုပြန်လည်လွှဲပြောင်းအသုံးပြုတဲ့နည်းလမ်းကိုအစဉ်တစိုက်ကျင့်သုံးနေကြောင်းစုံစမ်းဖော်ထုတ်ထားတာဖြစ်ပါတယ်။ယခုရောက်ရှိနေတဲ့လေယာဉ်တွေကလည်းရပ်ဖက်သုံးဖို့မဟုတ်ဘဲနဲ့စစ်တပ်ရဲ့စစ်စင်ရေးတွေမှာအသုံးပြုဖို့အတွက်ဖြစ်နိုင်တဲ့အတွက်ကြောင့်ဥရောပသမဂ္ဂရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့လုပ်ရက်ဖြစ်ကြောင်းကိုလည်းမြန်မာ Witness ကထောက်ပြထားပါတယ်။ချက်ကုမ္ပဏီကနေထုတ်လုပ်တဲ့ L410 UVV E20 လေယာဉ်တွေက2022ကနေ2023ထုတ်ဆိုရင်အမေရိကန်ဒေါ်လာ6.5 သန်းကနေ6.95 သန်းအထိခရီးသည်19ဦးထိတင်ဆောင်နိုင်ကြောင်း GEH80 200 engine နှလုံးတပ်ဆင်ထားပြီးတော့တိုတောင်းတဲ့ပြေးလမ်းတွေမှာတော့မှတက်နိုင်ဆင်းနိုင်တဲ့စွမ်းရည်ရှိတယ်လို့လည်းသိရပါတယ်ပုံမှန်အားဖြင့်အဲ့ဒီလေယာဉ်တွက်ဖို့အတွက်ကိုပြေးလမ်းအရှည်910မီတာခန့်ပဲလိုအပ်တယ်လို့လည်းသိရပါတယ်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ဥရောပရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုအများတန်းပေါ့နော်ရင်နွဲကလည်းဒီနီးလန်းနဲ့ပဲအသုံးပြုခဲ့တယ်နော် MAI လိုမျိုးအရက်ဖက်လေကြောင်းလိုင်းတွေကိုပဲအကြောင်းပြပြီးတော့စစ်တပ်ဘက်ကဒီတဆင့်ခံပုံစံနဲ့ဝယ်ယူပြီးတော့သုံးစွဲနေတာဖြစ်ပါတယ်တက်ပြီးတော့ပို့ပြီးတော့ဒေါသထွက်စရာကောင်းတာကပြည်သူတွေမှာနော်ကြက်တဲမှုတွေငတ်မွတ်မှုတွေရှိနေတဲ့အချိန်မှာတော့မှဒီကောင်တွေမှာလုံးဝဟန်မဆောင်နိုင်လောက်အောင်ပြည်သူတွေကိုတတ်ဖို့အတွက်ကိုဘဏ္ဍာငွေတွေသုံးနေတာပေါ့နော်စစ်ဘက်ဆိုင်ရာစစ်သုံးစိတ်ကတော်တော်လေးကိုသုံးဆွဲနေတာဖြစ်ပါတယ်နော်ဒီမှာဒေါ်လာဆိုရင်လည်းတန်းနဲ့ချီပြီးတော့သုံးနေတာပေါ့နော်ဒီလင်းတွေလုပ်ဖို့အတွက်ကိုအဲ့တော့ပို့ပြီးတော့မှဒီကျွန်တော်ဒေါ်လာရေးတပ်ဖွဲ့တွေဘက်ကလည်းပို့ပြီးတော့သတိထားဖို့လိုအပ်လာပြီလင်းအရေးအတွက်လည်းပို့ပြီးတော့များလာပြီပေါ့နော်ဒီတော့လင်းတက်ဖို့အတွက်နော်လင်းတက်လာဖို့အတွက်အနှောက်အယှက်ဖြစ်စေနိုင်တဲ့အားတွေကိုလည်းကျွန်တော်တို့ဘက်ကဖန်တီးဖို့လိုတယ်ပေါ့နော်တိုက်ခိုက်မှုတွေတိတိယောက်ယောက်တိုက်ခိုက်နိုင်ဖို့လည်းလိုအပ်တယ်လို့ဒီနိုင်ငံခြားကနော်ကဘာကြီးကနေပြီးတော့စီးပွားရေးရပိတ်ဆို့မှုတွေနော်တန်ခတ်မှုတွေလည်းပို့ပြီးတော့ရှိလာစေဖို့အတွက်ပြည်သူလူထုကထောက်ပြဝေဖန်ဖို့နော်ကျွန်တော်တို့ speak out လုပ်ဖို့အတွက်အများကြီးလိုအပ်နေတယ်လို့ပဲပြောရမှာပါအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့ပြောပြပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့အထက်မင်းလာမြို့နယ်မှာရှိတဲ့မန်းတမယာရေနံချက်စက်ရုံနဲ့ကဘာဆာ2ကိုလက်နက်ကြီးတွေကြာရောက်ပောက်ကွဲပြီးတော့စစ်တပ်ဘက်ကနေပြီးတော့ထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းမှာမကွေးတိုင်းအထက်မင်းလာမြို့မှာရှိတဲ့မန်းတမယာရေနံချက်စက်ရုံနဲ့ကဘာဆာ2ကိုလက်နက်ကြီးတွေကြာရောက်ပောက်ကွဲပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုတွေရှိခဲ့ကြောင်းဒေသခံပြည်သူတွေကနေသိရှိရပါတယ်။မနေ့ကဖေဖော်ဝါရီလ29ရက်နေ့မနက်ခင်းအစောပိုင်း
တနာရီ15မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ရဲ့မန်းတံမြာကန်ရေနံချက်စက်ရုံနဲ့ကပ္ပစ2ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းတိုက်ခိုက်မှုအတွင်းမှာရေနံချက်စက်ရုံကိုလက်နက်ကြီး3လုံးကြားရောက်ပောက်ကွဲခဲ့ပြီးတော့ဝန်ထမ်းလိုင်းကန်းကိုထိမှန်ကထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။အလားတူကပ္ပစ2ကိုလည်းလက်နက်ကြီးတစ်လုံးကြားရောက်ပောက်ကွဲပြီးတော့စစ်တပ်ဘက်ကထိခိုက်မှုရှိပေမဲ့လည်းရေတွက်ကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့တော့သိရပါတယ်။မနက်ခင်းအစောပိုင်းမှာထပ်မင်းလာကမန်းတံမြာရေနံချက်စက်ရုံမှာလက်နက်ကြီး3လုံးကြားရောက်ပောက်ကွဲတယ်။တစ်လုံးကဝန်ထမ်းလိုင်းကန်းထဲကျပြီးတော့မျိုးသမီးတအူးထိတယ်လို့တော့သိရတယ်။နောက်ပြီးတော့ကပ္ပစ2ထဲကိုလည်းထိတယ်လို့သိရတယ်။စစ်တပ်ကသတင်းတွေကိုအပြင်ထွက်လုံးဝမခံပါဘူး။ကပ္ပစ2ကိုတော့လက်နက်ကြီးတစ်လုံးကျတယ်လို့ဒေသခံပြည်သူတအူးကပြောပါတယ်။ဆိုပါမန်းတံမြာကန်ကချက်လုတ်တဲ့စီတွေကိုမန္တလေးတိုင်းမကွေးတိုင်းနဲ့နေပြည်တော်မှာရှိတဲ့ SME 73စီဆိုင်တွေကိုအကြမ်းဖက်စစ်တပ်ဘက်ကရောင်းချပြီးတော့ဝင်ငွေတွေရရှိနေတာဖြစ်ပါတယ်။ဒီတော့ဒီလိုမျိုးနေရာတွေနော်ဒီမန်းတံမြာကန်လိုမျိုးနေရာတွေကပ္ပစ2လိုမျိုးနေရာတွေထိကိုကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေနော်ရဲဘော်တွေကနေလက်လန်းမိနိုင်တဲ့အနေအထားကိုမြင်တွေ့လာရပြီနော်တိုက်ခိုက်နိုင်တဲ့အနေအထားကိုမြင်တွေ့လာရပြီဆိုတော့ဝမ်းသာစရာသတင်းပဲပေါ့နော်ပို့ပြီးတော့မှလုံနိုင်စရာရှိတယ်ပေါ့ရှေ့မှာလည်းဒီမန္တလေးနန်းတွင်းကိုပြစ်ခတ်နိုင်တဲ့ဟာမျိုးရှိတယ်ပေါ့နော်မန္တလေးနန်းတွင်းကိုတော့မှပြစ်ခတ်နိုင်တာဘာလို့ဒီနေရာတွေကဘာမို့လို့လဲလို့တော့မှမေးရမှာပေါ့နော်ပြီးတော့မန္တလေးနန်းတွင်းကတော့သူတို့စစ်တပ်ရဲ့နော်ဒီအချိန်အဝါပေါ့နော်ဂုံကိုပြရုပ်တစ်ခုပေါ့ဒီလိုမျိုးဒီမန်းတံမြာကန်တို့လိုကပ္ပစ2တို့လိုနေရာတွေကြတော့သူတို့ရဲ့ခြေလက်တွေပေါ့နော်အဲ့တော့သူတို့ရဲ့ခြေလက်တွေကိုရိုက်ချိုးတာလည်းအဓိကနော်ဖြစ်တယ်လို့မန္တလေးနန်းတွင်းကိုတိုက်ခိုက်တာမျိုးတွေချင်းချောက်နိုင်တာမျိုးတွေကလည်းသူတို့ရဲ့စိတ်သက်တွေပြပြနိုင်စေတဲ့အကြောင်းအရာတွေပဲဖြစ်တယ်ပေါ့ဒီတော့အဲ့ဒီလိုမျိုးထိထိရောက်ရောက်လုံနိုင်တဲ့နော်ကျွန်တော်တို့ဘက်ကချင်းချောက်မှုတွေလည်းဆက်ပြီးတော့လုံနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်မင်းအောင်လှိုင်ကလည်းပြည်သူကိုတတ်ဖို့အတွက်တစ်ဖက်ကနေပြီးတော့လေနေလေးဝဲနော်လက်နက်တွေလည်းဝယ်ပေါ့နော်ပတ်စံတွေရဖို့အတွက်ကိုတိုင်းပြည်ရဲ့တယံဇာတတွေလည်းရောင်းထုတ်ပြီးတော့ကိုပြည်သူတွေကိုအမှုန့်ချေဖို့အတွက်အများတန်းစ조사နေသလိုကျွန်တော်ပြည်သူတွေဘက်ကလည်းဒီကောင်တွေပြုတ်ချဖို့နော်အာဏာရှင်လူတစုပြုတ်ချဖို့လူရုံမာတွေပြုတ်ချဖို့အတွက်ကိုဆက်ပြီးတော့နေ့စဉ်နဲ့များဒီဇိုင်းမမဆက်ပြီးတော့စ조사ဖို့လိုတယ်လို့ပဲပြောရင်းနဲ့ကျွန်တော်ဗီဒီယိုကိုဒီမှာပဲဆုံးသက်ချင်ပါတယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်